San Francisco မြို့ရဲ့ Market Street မှာမိနစ်ပိုင်းအတွင်းဖန်တန်တဲ့မူရစ်ဆေးကိုရနိုင်ပါတယ်။ဒါဟာကမ္ဘာအချမ်းသာဆုံးနည်းပညာမြို့တော်ရဲ့ပြတ်သုံးတော့မဲ့အနာဂတ်ပုံစံပဲဖြစ်ပါတယ်။အရင်ကလွတ်လပ်မှုတွေထွန်းကားခဲ့တဲ့ဒီမြို့ဟာအခုတော့အလုပ်ပိုလုပ်နိုင်ဖို့စီးသုံးတဲ့နေရာဖြစ်လာပါတယ်။လူငယ်တွေဟာပါတီပွဲတက်ဖို့တောင်ကုမ္ပဏီအကြောင်းစက္ကန့်30မိတ်ဆက်စာတွေပြင်ဆင်နေကြပါတယ်။ချစ်ချင်းမြတ်တာတွေအစားဘသူရဲ့ယင်းနှိမ့်မြုပ်နှံမှုပမာဏကပိုများလေးဆိုတာကိုပဲရှင်းပြနေကြပါတယ်။ဒါဟာလူသားဆန်မှုတွေပျောက်ဆုံးနေတဲ့အစပြုမှုတစ်ခုပဲရှိပါတယ်။ဒေါ်လာ9တန်ကော်ဖီတောက်နေသူတွေဘေးမှာလူတစ်ယောက်ဟာနာကျင်စွာနဲ့အော်ဟစ်နေပါတယ်။မြို့ကန်တွေဟာအဲ့ဒီမြင်ကွင်းကိုမမြင်ချင်းရောင်ဆောင်ပြီးသူတို့ရဲ့နားချက်တွေကိုတတ်ထားလိုက်ကြပါတယ်။ကားမောင်းသူမဲ့တက္ကစီတွေဘေးကနေဖြတ်သွားချိန်မှာလူဒန်းစားနှိမ့်ကျသွားသူတွေကိုဘယ်သူမှဂရုမစိုက်ပါဘူး။လူနေမှုစရိတ်ကြီးမြင့်မှုကြောင့်ဆိုမာအရက်မှာတဲထိုးနေထိုင်သူအရေအတွက်ဟာ140ရာခိုင်နှုန်းအထိတိုးလာပါတယ်။လမ်းပေါ်မှာလူတွေရဲ့အညစ်အကြေးတွေပြန့်ကျဲနေတာဟာဒီမြို့ရဲ့နှိမ့်စင်ဘဝတစ်ခုဖြစ်လာပါတယ်။ဒါဟာချမ်းသာကြွယ်ဝမှုတွေကြာကစင်းရဲမွေးတည်မှုတတိပိချက်တစ်ခုဖြစ်ပါတယ်။တခန်းတွဲတိုက်ခန်းငှားကဟာတစ်လကိုဒေါ်လာ4000ကျော်အထိရှိနေပါတယ်။ဒါပေမဲ့ Pacific Heights လိုနေရာတွေမှာတော့ဒေါ်လာ10သန်းတန်အိမ်ကြီးတွေကိုဘီလီယံနာတွေဝယ်နေကြပါတယ်။နီးပညာလုပ်ငန်းရှင်ကြီးတွေဟာသူတို့ကိုယ်သူတို့ကာကွယ်ဖို့မြေအောက်ဘန်ကာတွေတိစောက်ထားပါတယ်။သူတို့ဟာပြင်ပကစင်းရဲသားတွေကိုဇွန်ဘီတွေလိုတတ်မှတ်ပြီးတီးခြားကဘာတစ်ခုထဲမှာနေထိုင်နေကြပါတယ်။ Cerebral Valley လို့ခေါ်တဲ့နေရာမှာတော့ပါရမီရှင်တွေစုဝေးပြီးအနာဂတ်ကိုထိန်းချုပ်ဖို့ကြိုးစားနေကြပါတယ်။ဒီနီးပညာအထက်တန်းလွှာတွေဟာတာမန်လူတွေကိုကျုံနေလို့သဘောထားလာတာကတော့ထိတ်လန့်စရာရှိပါတယ်။မြို့တော်ရဲ့အခွန်ငွေတွေကိုလူထုအတွက်မသုံးဘဲနီးပညာကုမ္ပဏီကြီးတွေအတွက်ပဲသုံးစွဲနေပါတယ်။ Twitter ကုမ္ပဏီဟာမြို့ထဲကိုပြောင်းလာဖို့အတွက်6နှစ်ကြာလောက်ခလာစားအခွန်ကင်းလွတ်ခွင့်ရခဲ့ပါတယ်။ဒါပေမဲ့သူတို့ဟာမြို့ကိုပြန်လည်ပြုပြင်ပေးမယ်ဆိုတဲ့ကတိကိုတော့မတီးခဲ့ပါဘူး။ Amazon ကုမ္ပဏီဟာလည်းသူတို့ရဲ့အကျိုးစီးပွားအတွက်ဒေသခံတွေလိုအပ်တဲ့ဥပဒေတွေကိုပယ်ဖျက်ဖို့ကြိုးပမ်းခဲ့ပါတယ်။ကုမ္ပဏီတွေဟာအခွန်ရှောင်ဖို့နည်းမျိုးစုံသုံးပြီးမြို့ကိုစတီးခဲ့ကြပါတယ်။ဒီလိုရွေးချယ်မှုတွေကြောင့်လုပ်ငန်းပေါင်း49ရာခိုင်နှုန်းကျော်ဟာမြို့ထဲမှာပိတ်သိမ်းသွားရပါတယ်။လမ်းပေါ်မှာလူတွေအညစ်အကြေးစွန့်နေတဲ့ပြဿနာကိုမြို့တော်ကထူးဆန်းစွာဖြေရှင်းခဲ့ပါတယ်။အများသုံးအိမ်သာတစ်လုံးထဲကိုဒေါ်လာ1.7 သန်းအကုန်ကျခံပြီးတိစောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကိုဆောက်လုပ်ဖို့အတွက်2နှစ်တောင်အချိန်ယူရမှာဖြစ်ပါတယ်။ဒါဟာနီးပညာနဲ့ပြဿနာမှန်သမျှကိုဖြေရှင်းနိုင်တယ်လို့ယုံကြည်နေတဲ့အဆိုးဆုံးပုံစံပါပဲ။ပြဿနာရဲ့အရင်းမြစ်ကိုမဖြေရှင်းပဲငွေကုန်ကြီးကြများတဲ့နီးလန်းတွေကိုပဲရွေးချယ်နေကြပါတယ်။ဒါဟာတာမန်အခွန်ထမ်းတွေရဲ့ငွေတွေကိုဖြုံးတီးနေတဲ့တပ်တွေတစ်ခုဖြစ်ပါတယ်။မြို့အနှံ့မှာလူတွေကိုအလုတ်မခန့်ဖို့တိုက်တွန်းတဲ့ဆိုင်းဘုတ်တွေကလူသားတွေကိုချိန်ချောက်နေပါတယ်။ AI လုပ်ငန်းရှင်တွေဟာလူသားတွေအစားစက်ရုပ်တွေကိုအသုံးပြုဖို့အပြင်းအထန်ကြော်ညာနေကြပါတယ်။မြို့ပြရဲ့ဝိညာဉ်ဟာမှန်စီရွှေချအဆောက်အုံတွေနဲ့ data center တွေကြားမှာပျောက်ကွယ်သွားပါပြီ။လူတွေဟာအလုတ်လက်မဲ့ဖြစ်ပြီးတစ်လဒေါ်လာ1200ပေးရတဲ့အိတ်ဆက်စရာအပေါက်လေးတွေထဲမှာနေထိုင်နေရပါတယ်။နီးပညာကလူသားတွေကိုလွတ်မြောက်စေမယ်ဆိုတဲ့စကားကအခုတော့လိမ်ညာမှုတစ်ခုဖြစ်လာပါတယ်။ဒါဟာအနာဂတ်မှာကျွန်တော်တို့အားလုံးရင်ဆိုင်ရမယ့်ပုံကြီးတစ်ခုဖြစ်နိုင်ပါတယ်။ San Francisco မြို့ဟာ American တဝမ်းဖြစ်လာမဲ့နီးပညာအမှောင်ခေတ်ရဲ့ပထမဆုံးမြေစာပင်ဖြစ်ပါတယ်။ချမ်းသာသူတွေကဘန်ကာထဲမှာနေပြီးကြံတဲ့သူတွေကတော့လမ်းပေါ်မှာရုန်းကန်နေရပါတယ်။လူသားချင်းစာနာမှုတဲ့အမျက်အစွန်းကိုပဲဦးစားပေးတဲ့ဒီစနစ်ဟာတဖြည်းဖြည်းနဲ့ကမ္ဘာအနှံ့ကိုပြန့်နှံ့လာနေပါတယ်။မြို့ပြရဲ့ယဉ်ကျေးမှုတွေဟာအနှစ်သာရမရှိတဲ့ကော်ဖီဆိုင်တွေနဲ့တိုက်ခန်းတွေအောင်မှာပျက်စီးသွားပါပြီ။ဘီလီယံနာတွေဟာသူတို့ရဲ့အာဏာကိုတိစောက်ရင်းလူသားမျိုးနွယ်ရဲ့အနာဂတ်ကိုဖျက်ဆီးနေကြပါတယ်။ဒါဟာကျွန်တော်တို့တတိထားရမယ့်ပုံစံသစ်ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။